ရဲ့တသက်နဲ့တကူလေးဆွဲငက်ဘဝအိုင်ရောအပြင်မှာတွေးခွင့်ရနိုင်မယ်လို့တကယ်ကိုမထင်ထားခဲ့တာပါဒီနေ့တော့ဆိုရင် Cast Generation အဖွဲ့ဝင်စုရောက်ရင် Okay Madam 2 Unboxing Day လေးမှာဆွဲတော့ပြီးတော့ကြည့်ဖြစ်ခဲ့ပါတယ်အခုတလောဆိုရင်ဝါသနာနဲ့တတိဆန်လေးမဲ့ရုပ်ရှင်ကြည့်ရဖြစ်နေရပေါ့နော်လူတွေအများကြီးကြားထဲမှာရုပ်ရှင်ထိုင်ကြည့်ရတာကိုယ့်အတွက် healing တစ်ခုလိုပါပဲပထမဆုံးဒီ shopping mall ထဲကိုရောက်ချင်းဆိုရင်အများစားနေကြဆိုင်လေးမှာဝင်ပြီးတော့ချိန်ပုတ်ကုန်နဲ့ပဲတပင်စားခဲ့ပါတယ်ဒီဆိုင်လေးကတော့ဆိုရင် favorite restaurant လေးဖြစ်နေပြီပေါ့နော်ဆိုဒီ shopping mall ကိုလာတဲ့အမြင်စားပြနေကြပါပြီးတော့ရုပ်ရှင်ကြည့်ဖို့အချိန်လူနေတရားနဲ့ဆိုရင် Starbucks ထဲမှာဝင်ပြီးတော့ cafe latte လေးတစ်ခွက်တောက်ခဲ့ပါတယ်ဆိုရင် coffee တောက်တဲ့အချင်းဖြစ်နေရလေးကိုနည်းနည်းလေးပြင်ဆွေးနေပေါ့နော်ကော်ဖီတာတောက်လုံးလို့ရှင်လည်းမကောင်းဒါပေမဲ့ကိုရီးယားရဲ့ lifestyle မှာကောကော်ဖီကမပါမဖြစ်နေတော့ဒီအချက်လေးကိုပြင်ရခက်နေတယ်ရုပ်ရှင်ပြမယ့်အချိန်လေးနီးလာမှလို့ရုပ်ရှင်ဘက်ကိုသွားပါတယ်ဒါကတော့ဒီနေ့ပြမယ်ဇာတ်လမ်းပေါ့နော်ကဲဘဲတော့ခဲ့ရလေဆိုတော့70နဲ့ကမလို့ဖို့ဒီလိုပုံတွေ့လို့ရိုက်ခဲ့သေးပါတယ်ဒီလိုဒါမိုက်တာပဲပြီးတော့အထင်းထဲကိုသွားတော့လူတွေအများကြီးပဲပေါ့နော်ဇွဲရနေတာပိတ်ရမဟုတ်ဘူးဖွင့်ရဆိုတော့လေလူတွေအဲ့လောက်များမယ်လို့ကမထင်ဘူး Spider-Man ကောင်းကိုဇွဲရမချီးဖြစ်ဘူးပေါ့နော်ဘာလို့ဆိုတော့ Spider-Man တိတ်မကြိုက်လို့ပါဒါကတော့ Spider-Man ကပြမယ်ရုံမှာတန်းစီနေကြတာပေါ့နော်ပြီးတော့အခုမြင်နေရတော့ခု Generation အဖွားဝင်တို့ပါတယ်ပြီးတော့မင်းသမီးချင်းအောင်ဆောင်တို့ပါတယ်နောက်တစ်ခုကကျတော့ Twinkling Watermelon နဲ့ကလေမင်းသားလေးပါတယ်ပေါ့နော်ဒါကတော့ဆိုရင်အခုကြည့်မဲ့ရုပ်ရှင်အောင်တွေကိုဝင်မိုးတန်းစီနေကြတာပါရုပ်ရှင်တစ်ခါကြည့်ဖို့အတွက်လိုတန်းစီရတော့ဆိုရင်ကိုရီးယားကိုရောက်ပြီးကြတဲ့ပထမအောင်ဆုံးပါပဲကိုရီးယားမှာရုပ်ရှင်ကြည့်ဖို့တန်းစီရတော့ပထမအောင်ဆုံးပဲဟုတ်ဆွေးနွေးရှိတဲ့အမှာကံဖန်လေးတွေအများကြီးတွေ့ရတယ်ပေါ့နော်ဆိုရင်ဒါဝမ်းသာပဲငယ်ဘွားကိုပြန်ရောက်သွားတဲ့အတိုင်းပဲဆရာလေခဲချက်တွေရှင်းရဆိုရင်ဒီ K-pop စကြိုက်တယ်ပထမဆုံးဆိုရင်အချစ်ကိုဖြစ်ခဲ့တာပေါ့နော်အဲကြောင့်မလို့စူးရောင်းကိုအပြင်မှာတွေ့ရမယ်ဆိုတော့ဒါအားတွေလည်းစိတ်လုံးရှားတယ်ပြီးတော့ဒီကားထဲမှာပါတယ်မင်းသားမင်းသမီးအကုန်လုံးကလေဆိုရင်အများကြီးကြည့်နေကြ drama ထဲမှာပါတယ်မင်းသားမင်းသမီးတွေပဲဖြစ်တဲ့အတွက်ဆိုရင်တအားကိုလည်းစိတ်လုံးရှားတယ်ပျော်တယ်ပေါ့နော် 안녕하세요. 영화 오케이 마담 2 프로듀서를 맡은 김용선입니다. ဒါတော့ဒီဇက်ကိုင်းရဲ့ producer ကနော် producer ကနေပြီးပထမဆုံးဝင်လာပြီးတော့ပရိသတ်တွေကိုနှုတ်ဆက်ပေးပါတယ်ပြီးတော့ဒီကိုင်းမှာပေါတဲ့ director မင်းသားမင်းသမီးတွေအကောင်လုံးတယောက်ချက်စီဝင်လာရပေါ့နော်ဆူရအောင်တွင်းနေရတဲ့အချိန်မှနေလုံးဝလူကကြောက်ရွံ့ဖြစ်သွားပါတော့ဘေးနားမှာပါလာတဲ့မင်းသားချော်လေးကိုလောင်ဆွဲရမငမ်းမိပါဘူးဆူရအောင်ကတအားချင်းရတဲ့မင်းသမီးကိုရဲ့ idol ဆိုတော့သူ့ကြည့်ပြီးတော့တအားပျော်ပြီးချင်းတော့သူ့ကိုပဲကင်မရာချိန်ပြီးလိုက်ရိုက်ဖြစ်နေတာပေါ့နော်ပြင်မာလေးတင်းလေးနဲ့တအားချက်ဖို့ကောင်းတယ် 안녕하세요. 오케이 마담 엄정화입니다. ဒီအဆိုတော်မင်းသမီးအောင်ကျော်ဟောတော့လူတော်တော်များသိကြမယ်လို့ထင်ပါတယ်ဟိုတလောင်းလေးရတဲ့ဂျွန်စောနဲ့လေသူမင်းသမီးလောက်တဲ့ဇက်ကအတိတ်မိသွားရဲ့ဇက်ကလေးလွှင့်ထားတာတအားကြည့်လို့ကောင်းတယ် 안녕하세요. 오케이 마담 2에서 아니야 역할을 맡은 최수영입니다. ဆွေးအောင်လေအပြင်မှာဒီလောက်ချောပြီးတော့တေးနဲ့ကြားချက်ဖို့ကောင်းမှလို့ဆိုရင်မထင်ထားခဲ့ဘူးပေါ့နော်ဆိုရှီမန်ဘာတွေကအမြင်နဲ့ပြောတယ်မိတ်ကပ်မပြင်ထားပဲအလှဆုံးအားဆွေးအောင်လို့ဆိုပြီးပြောကြတယ်ဆိုရင်အပြင်မှာမြင်တော့လေတကယ်အဲ့ဒါကိုလက်ခံသွားရဲ့သိလား 안녕하세요. 오케이 마담 2에서 지훈 역을 맡은 려운입니다. 반갑습니다. ဒီမင်းသားလေးကိုလေဆိုရင် Twinkling Watermelon လွှင့်နေတော့ဆိုလို့ရှိရင် TV မှာလွှင့်တဲ့အချိန်တိုင်းရိုက်ပြတဲ့အချိန်ဆိုတိုင်းကြည့်ခဲ့တာပေါ့နော်ဒါအားသဘောကျခဲ့တာဒါပေမဲ့ဒီအပြင်မှာတွေ့လိုက်တော့သူ့ကိုတည်ချာလိုက်မကြည့်မိဘူးဆိုရင်စူးရောငန်းနေရတဲ့အချိန်ကုန်သွားတာမင်းသားနှုတ်ဆက်နေရတော့မင်းသားတည်ချာမကြည့်မိဘူးပေါ့နော်တစ်ချိန်လုံးစူးရောဝယ်လိုက်ပြီးတော့ကြည့်သူဘာလုပ်နေရလဲဆိုတော့ဝယ်ကြည့်ပြနေရဆင်းရောအဲ့ဒီအချိန်မှလေးဆိုရင်လက်ကလေးလှမ်းပြနေတာသူမြန်မာသေးဆိုပြီးတော့တောက်ချောင်းလှမ်းပြနေတာဆိုရင်အဲ့လိုလက်ပြန်ပြလိုက်မယ်လို့မထင်ထားဘူးပေါ့နော်အဲ့ဒီအချိန်မှလေးကိုအိုက်တော့ကိုအတိမတ်ပြူလိုက်တဲ့ခံစားချက်ကြီးခံစားရတာလေးဝါဆိုတော့လူဖြစ်ကြတာအနက်ပြီးတော့ခံစားလိုက်ရတာဇွဲဘွားမှလေးidol တွေရော artist တွေရောအများကြီးမြင်ဘူးတယ်ပေါ့နော်ဒီတစ်ခေါက်ဆူရောင်းကိုတွေ့ရတာကြတော့ဒီငယ်ဘဝရဲ့အိမ်မက်တွေတကယ်ဖြစ်လာရင်ဆိုတဲ့ခံစားချက်ကိုရခဲ့ပါတယ်ဇွဲငယ်တော့ဆွညရှိတဲ့ကိုဘယ်လောက်ကြိုက်လဲဆိုရင်ဇဲပတ်ဝန်းကျင်ရတငယ်ချင်းတွေဆိုလို့ရှိရင်တအားသိမယ်ပေါ့နော်အမေနဲ့ဆိုလို့ရှိရင်လေတအားပဲရံဖြစ်ရတဲ့အိမ်ပြန်ရောက်လွယ်အိတ်ချတာတဲ့ generation အခွေကိုဖွင့်ပြီးဖယ်လောက်ပြီးတော့ like ကပြီးသူတို့တချင်းတွေရောစားသားတွေရောဘာမှမသိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအချိန်မှာ
မှာတော့ကလေသူတို့ကိုတအားကြိုက်ခဲ့တာမို့လို့ဆွန်ညရှိတဲ့ကိုတအားကြိုက်ခဲ့တာမို့လို့ပဲဆိုကိုရီးယားစာကိုစတင်ပြီးလေ့လာဖြစ်သွားတယ်ပေါ့နော်ဒီ K-pop ဆိုတဲ့အရာကိုတအားယူသွခဲ့တယ်ဆိုရင်ငယ်ဘဝရဲ့ hero တွေလို့တော့ပြောလို့ရတယ်ပေါ့နော်သူတို့ကိုကြည့်ပြီးတော့သူတို့လိုလှချင်နေသူတို့လိုလေးဖြစ်ချင်နေဘဝရဲ့အတွက်လုံးဝကိုအိမ်မက်တခင်မလေးတွေဖြစ်ခဲ့တာပေါ့နော်ဒါကိုအပြင်မှာအရှင်လက်လက်ကြီးတွေ့လိုက်ရတယ်ဆိုတော့လေဟိုစိတ်ခံစားချက်ကတော့လုံးဝ emotional ဖြစ်သွားတာပါဆိုရင်အဲ့ဒီချိန်မှာသူနဲ့တပေါ်ရေးရှင်တာမှတအားပဲဒါပေမဲ့နေကနေထပြီးတော့မတည့်ရလို့အစင်မပြေနဲ့သူ့ညင်းနေရတယ်ဟိုတအားပဲပြောတယ်ပေါ့နော်ပြီးလည်းပြောဒီမင်းသားလေးကိုလေအကောင်တော့ဥပါတဲ့ဝိုင်းခေါ်နေကြတာမင်းသားကိုတက်တက်နှစ်လားမသိဘူးငယ်တယ်ဆိုရင်လည်းရောင်ရောပြီးတော့ဥပါလို့လိုက်ခေါ်လိုက်သေးတယ်သူကလေဖန်စားဖက်ပေးတာတအားကောင်းတာပဲသိလားကိုဘေးနာကောင်မလေးဆိုလို့ရှင်လေသူနဲ့ဓာတ်ပုံရိုက်ပါလားတဲ့ကိုအတင်းပြောဒါမှမဟုတ်ဆိုရင်ကြောက်လေပုံမှန်ဆိုလို့ရှိရင်ဘေးအိုက်ဒေါ်တွေထက်female idol တွေကိုပို့ပြီးတော့သဘောကျပေါ့နော်အဆောင်မလို့မင်းသားကိုတိတ်ပြီးတတိမထားလိုက်ဘူးဒါပေမဲ့အိမ်ပြန်ရောက်ခါမှစဉ်းစားလိုက်တော့လေဒီလိုအခွင့်အရေးမျိုးဆိုတာဘဝမှာအကျဉ်းအများကြီးမရနိုင်တဲ့အခွင့်အရေးပေါ့နော်ငါနှမျောလိုက်တာလို့မင်းသားဘေးနာဖြတ်သွားတဲ့အချိန်မင်းသားနဲ့ဓာတ်ပုံရိုက်လို့ရတဲ့အခွင့်အရေးရှိခဲ့တယ်ဒါပေမဲ့ကိုကရှက်ပြီးတော့ဓာတ်ပုံကမရိုက်နိုင်ဘူးဘလိုပဲဖြစ်ဖြစ်ဆိုရင်တော့တကယ်ကိုအမှန်ရစရာနေလေးပါရုပ်ရှင်လည်းပြီးနေပြီးတော့ည7:00နာရီခွဲလောက်ဖြစ်နေပြီပေါ့နော်ဒီကိုရီးယားမှာလေညာကြီးရှောက်သွားနေလေလုံးဝအနေရမရှိဘူးပေါ့နော်ဆိုရင်ခုရုပ်ရှင်ပြီးတော့ဆင်းလာတာတော့မှလေရုပ်ရှင်ကြည့်ဖို့လာတန်းစီနေတဲ့လူတွေတော်တော်များများတွေ့ခဲ့တယ်။ဒါတော့ကုံတိုက်တဲ့ဆိုတော့ခုံတိုက်ပိတ်ချိန်ရ10 နာရီလားမသိဘူးအဲ့တော့လေဘာမှမရှိတော့စိတ်တယောက်တည်းတွေးနေလေဟဲတရေများထားချောက်လိုက်လို့ရှိရင်ဒါမှမဟုတ်ဇန်ဘီထွက်လာလို့ရှိရင်ဒုက္ခပဲငါတယောက်တည်းပဲဆိုပြီးတော့အဲ့ဒီမှာပြီးလက်ပြီးတော့မြန်တုတ်လေးရှောက်ပြီးအိမ်ပြန်ခဲ့လိုက်တယ်ပေါ့နော်။ဇင်ငယ်ဘဝအသားချင်ရတဲ့ idol generation ဖွဲ့ဝင်စုရောက်နေတွေ့ခဲ့ရတယ်အမှတ်တရဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်။ဇင်ရဲ့အပျော်လေးကူးစက်ပါစေလို့ဆုတောင်းပေးပါတယ်